အားလုံးပဲမင်္ဂလာပါ Sunshine Motor မှာပြန်လဲကြိုဆိုလိုက်ပါတယ်လော်ဂျာ1တန်ဘိန်းရှယ်လေးတစ်စီးရောက်ထားပါတယ်2016 model လေးဖြစ်ပါတယ်ရုပ်ထွက်လေးကတော့မြင်တဲ့အတိုင်းပါပဲတော်တော်လေးကိုတန့်ပါသေးတယ်လော်ဂျာ1တန်လေးပါချင်းပတ်မှန်ပစ္စည်းအစုံပါပါမယ်ကာဘာဆေးသားလေးတွေလှပါသေးတယ်ရှေ့တာယာကျွန်တော်အသစ်ထည့်ပေးထားပါတယ်ကွေတွေစမုတ်တွေလှပါတယ်တန်ကြီးအဆွေးလွတ်ပါမယ်အင်ဂျင်လုံးဝငြိမ်ပါမယ်စီအယိုစိမ့်ကင်းပါမယ်စက်တက်မီးလိုက်နေလဲအကုန်ကောင်းပါတယ်ဘက်ထရီအိုး6လအာမခံအသစ်ထည့်ပေးထားပါတယ်အော်ဆေးအော်ကာဘာလေးတွေဖြစ်ပါမယ်နောက်တာယာ60ရာခိုင်နှုန်းလောက်ကျန်ပါမယ်နောက်ပေါက်တွေလည်းကောင်းပါတယ်မန်းလိုင်စင်52ရပ်ပလက်နဲ့လာပါမယ်တက်တန်းက2026 9လပိုင်းအထိရှိပါမယ်လော်ဂျာအော်ပတ်လက်လေးဖြစ်ပါတယ်ဒီဘိန်းလေးကိုရောက်ချပေးမဲ့ဈေးနှုန်းကတော့18သိန်း5000ဖြစ်ပါတယ်53ဘီလန်133ကြားမန္တလေးစက်မှု1 Sunshine Motor မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်